အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့လူကလေကိုင်းကနာဆွဲတဲ့လူတွေများတယ်ကိုင်းကနာဆွဲတဲ့ပုဂ္ဂိုလ်ဆွဲတယ်ခံယူချက်ဆွဲတယ်အယူဝါဒဆွဲတယ်ဆွဲလန်းမှုတစ်ခုခုအနည်းဆုံးလူမှာရှိတတ်ကြတယ်ကျွန်တော်တို့လူမာကဆွဲလန်းမှုနဲ့ပြဿနာတက်နေတဲ့လူတွေဖြစ်တယ်အဲဆိုရင်ဆွဲလန်းမှုမရှိတဲ့လူမရှိပါဘူးအဲဆိုဘယ်ဆွဲလန်းမှုကတမာတရားကြတယ်လေဆိုတာကတမာတရားအရာပဲကျွန်တော်တို့ရဲ့ဆွဲလန်းမှုဟာတမာတရားကြလားကျွန်တော်တို့ဆွဲလန်းမှုကတမာတရားမကြဘဲနဲ့တမာတရားနဲ့ဆန့်ကျင်တဲ့အရာဖြစ်နေတယ်လားဆိုတာကတမာတရားနဲ့ပဲအတိမတ်ပြုပြီးမှကျွန်တော်တို့ကဆုံးဖြတ်ရမှာဖြစ်တယ်။ကြောင့်လူတော်တော်များကအခုဒီနေ့မှာဂိုင်းကနာဆွဲတွေပုတ်ကူဆွဲတွေများနေတယ်။ဂိုင်းကနာဆွဲတာတော့ပုတ်ကူဆွဲတာတော့ကယုံကြည်သူလို့ပြောတဲ့အထက်မှာတော့မရှိတဲ့အရာပဲယုံကြည်သူတရားရောက်ကကျွန်တော်ဟာယုံကြည်ပါတယ်ကျွန်မဟာယုံကြည်ပါတယ်ခရစ်တော်ကိုယုံကြည်ပါတယ်လို့ပြောပြီးမှဂိုင်းကနာဆွဲနေတဲ့လူပါလေခံယူချက်ဆွဲနေတဲ့လူပါလေခရစ်တော်ကိုရရှိတယ်ဆိုတာသူကနှုတ်ကနေရရှိတာဖြစ်တယ်အုံနောက်ကနေရရှိတာဖြစ်တယ်တရားဝင်ရရှိတာမဟုတ်တကယ်တမ်းတရားဝင်ရရှိတဲ့လူကဂိုင်းကနာကိုမဆွဲဘူးဂိုင်းကနာကိုတော့ချစ်တယ်လူမျိုးမဆွဲဘူးလူမျိုးချစ်တယ်လူမျိုးချစ်တာနဲ့လူမျိုးဆွဲတာမတူတလို့ကိုင်းကနာဆွဲတာနဲ့ကိုင်းကနာကိုချစ်တာမတူဘူးပဲဆွဲတယ်ဆိုတာကကိုယ်ကိုင်းကနာကလွှဲရင်ဘယ်ကိုင်းကနာမှစိတ်မဝင်စားမသွားချင်ဘူးနှုတ်ကတော့သွားပြီးနားမထောင်ချင်ဘူးလူမျိုးဆွဲတယ်ဆိုတာအဲ့ဒါပဲကိုယ်လူမျိုးကလွှဲရင်ဘယ်လူမျိုးကိုမှမချစ်ဘူးအထင်မကြီးဘူးမလေးစားဘူးဒါနဲ့ခင်ကလူမျိုးတကာကိုချစ်ဖို့တင့်ကိုတာဝန်ပေးတာဖြစ်တယ်အဲ့တော့ယုံကြည်သူဆိုတာကကိုင်းကနာရွေးစရာအကြောင်းမရှိဘူးအမိခံခရိယန်ကြောင့်ကိုင်းကနာဆွဲတယ်လူမျိုးဆွဲတယ်ရွေးတယ်သူကြောင့်ရွေးတယ်ဆိုတဲ့အရာကကိုင်းကနာဆွဲလို့လူမျိုးဆွဲလို့ဖြစ်တယ်အဲ့ဒါဆိုလူမျိုးချစ်တာနဲ့လူမျိုးဆွဲတာကကွာခြားပါတယ်ချစ်ရမယ်ချစ်တာကတော့ဒါအမှန်ချစ်ရမယ်အမှန်ဟန်ဆောင်ခြင်းမရှိဘဲနဲ့လိန်ညာခြင်းမရှိဘဲနဲ့အမှန်တကယ်ချစ်ရမယ်ကိုင်းကနာကိုချစ်တဲ့အခါမှာလူမျိုးကိုချစ်တဲ့အခါမှာအဲ့ဒီတိုင်းချစ်ရမယ်ဆွဲတာကြတော့လေခရစ်တော်ရဲ့နှုတ်ကပတော်တရားကိုမရရှိတဲ့အတွက်ကြောင့်သူ့ဆွဲတာဖြစ်တယ်အဲ့ဒါကြောင့်ဒီကယုံကြည်သူဖြစ်တယ်ဆိုရင်ကိုင်းကမဆွဲနဲ့တင့်ရုံသူလည်းမဆန်စစ်ကြမှာမိတ်ဆွေကျွန်တော်လည်းအရင်တော့ကိုင်းကနာဆွဲခဲ့တယ်လူမျိုးဆွဲခဲ့တယ်အဲဆိုကိုင်းကနာဆွဲခြင်းလူမျိုးဆွဲခြင်းဆိုတာခရစ်တော်ကိုမရတဲ့လူကအဲ့လိုမျိုးဖြစ်တာအထူးအဆန်းမဟုတ်ပါဘူးဒါဖြစ်လေဖြစ်တာရှိတယ်ဖြစ်ကိုဖြစ်ရမယ်လေခရစ်တော်ကိုမရှိတဲ့လူကခရစ်တော်ကိုမဆွဲဘူးခရစ်တော်ထဲမှာမရှိတဲ့လူကခရစ်တော်လုံးသားမှာကျင့်ဝတ်ခွင့်မပေးတဲ့လူကခရစ်တော်ကိုမဆွဲဘူးခရစ်တော်ကိုမဆွဲတဲ့လူကလေကိုယ်နဲ့သက်ဆိုင်တဲ့ကိုင်းကနာကိုယ်နဲ့သက်ဆိုင်တဲ့လူမျိုးကိုယ်နဲ့သက်ဆိုင်တဲ့အတိုင်းဝိုင်း background ကိုဆွဲတယ်အဲဆိုရင်ခရစ်တော်ကအားလုံးကိုပိုင်နိုင်တယ်အဲဆိုရင်အားလုံးကိုပိုင်တဲ့ခရစ်တော်ကိုရသွားတဲ့အချိန်မှာကျတော့ကျွန်တော်တို့ကလေဆွဲခြင်းကပျောက်သွားတယ်အထဲမှာရှိတဲ့ဆွဲခြင်းပျောက်သွားရင်မှချစ်ခြင်းဆိုတဲ့အရာဝင်လာဖြစ်တယ်ဒါကကိုယ်ပိုင်ဆွမ်းအားနဲ့လုံနိုင်တဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့ကလည်းကျွန်တော်တို့ညံကောင်းလို့တော်လို့တတ်လို့ထူးချွန်လို့မဟုတ်ပါဘူးကောင်းတဲ့အရာမှတည်းအားလုံးတမာတရားနဲ့ပတ်သက်တဲ့အရာမှတည်းအားလုံးဟာခရစ်တော်အဖြစ်ရတာတယ်ကျွန်တော်တို့ကလေခရစ်တော်ကိုယုံကြည်လက်ခံတဲ့အချိန်မှာခရစ်တော်နဲ့သက်ဆိုင်တဲ့အရာအားလုံးကျွန်တော်တို့အထက်မှာပါလာတာဖြစ်တယ်ပြောဆို package လို့ပြောတာ package လို့တစ်ခုဝေရင်အားလုံးကသူက promotion package ပေးတာဖြစ်တယ်တစ်ခုပဲရစီရတယ်အဲ့ဒီတစ်ခုနဲ့ရရင်ကျန်တဲ့အားလုံးရတယ်ကျွန်တော်ခရစ်တော်ကိုရတဲ့အချိန်မှာခရစ်တော်နဲ့ပတ်သက်တဲ့အရာတွေခရစ်တော်မှာရှိတဲ့စိတ်နှလုံးခရစ်တော်မှာရှိတဲ့အတူရဲ့ခေါ်အယူအဆဖြစ်ခြင်းမှုလိုချင်မှုအားလုံးကလေတမာတရားအရာဖြစ်သွားတာဖြစ်တယ်လူကခရစ်တော်မှာပါပဲနဲ့ကောင်းတဲ့အရာကိုမလုပ်နိုင်ဘူးလုပ်တော်ရတဲ့အကျိုးသက်ရောက်မှုမရှိဘူးလူလောကမှာရှိတယ်ကောင်းကင်နိုင်ငံအထိအကျိုးသက်ရောက်မှုရှိတယ်ကြောင့်တမာတရားနဲ့ပတ်သက်တဲ့အရာအားလုံးဟာခရစ်တော်အဖြစ်ပဲရတယ်ခရစ်တော်မှာပါပဲကျွန်တော်တို့ကဘာမှမလုပ်နိုင်ဘူးဒါကြောင့်ခရစ်တော်ကိုမရတဲ့သူကကိုင်းကနာဆွဲတယ်လူမျိုးဆွဲတယ်ခရစ်တော်ကိုရတဲ့ကျွန်တော်ကိုင်းကနာကိုချစ်တယ်လူမျိုးကိုချစ်တယ်ကြောင့်ချစ်တာနဲ့ဆွဲတာမတူဘူးဆိုတော့ကျွန်တော်ပြောချင်တယ်ညီကိုမောင်တို့ကတင်ကလူမျိုးကိုချစ်နေတယ်လူမျိုးကိုချစ်နေတယ်ဆိုတာကကောင်းပါတယ်လူမျိုးကိုဆွဲနေတယ်ကိုင်းကနာကိုဆွဲနေတယ်ဆိုတာတော့ကောင်းတာအပြစ်တော့ရှိတယ်လို့တော့မပြောချင်ဘူးဒါပေမဲ့ဖျားတဲ့ခင်တောင်းဆိုတဲ့တင့်ရဲ့စိတ်နှလုံးကအဲ့လိုမျိုးစိတ်နှလုံးမဟုတ်ပါဘူးလူတွေများစွာလူမျိုးပေါင်းစုံကိုတင်ရချစ်ရမယ်မချစ်နိုင်တော့မှမဆွဲပါနဲ့ဆွဲတယ်ဆိုတာကကိုယ်ဆွဲတဲ့အရာကနေလွဲပြောင်းခြင်းတဲ့အရာကိုမချစ်နိုင်ခြင်းကိုဆွဲတယ်လို့ခေါ်တာဖြစ်တယ်ဒါကြောင့်မချစ်နိုင်တော့မှကိုယ်မှာအဆွဲအလန်းကလည်းတမာတရားနဲ့ဆန့်ကျင်တဲ့ဥစ္စာမရှိပါစေနဲ့လို့ကျွန်တော်ပြောချင်တယ်ဒါကြောင့်ယုံကြည်တော်ရောက်စင်ကျွန်တော်ဆန္ဒပြုခြင်းနဲ့လူမျိုးဆွဲခြင်း၊ကိုင်းကနာဆွဲခြင်း၊ခံယူချက်ဆွဲခြင်း၊အယူဝါဒဆွဲခြင်း၊ပုဂ္ဂိုလ်ဆွဲခြင်း၊ဇာဆွဲခြင်းကိုဖေးရှားပြီးမှအားလုံးကိုချစ်နိုင်တော့အရာ
နှုတ်ကပသမာတရားနဲ့စင်ကျင်မျိုးမြင်သုံးသက်ရှောက်လန်းခံရတော့သူဖြစ်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးဖျက်ရခင်အောင်ကြည့်ပါစေ